Redmi ဖုန်းတွေမှာ control center ကိုဆွဲချလိုက်တဲ့အခါ Screen Recorder ပြောင်းရင်ဘယ်လိုပြန်ပြောင်းလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။ Redmi ဖုန်းတွေမှာ control center ကိုဆွဲချလိုက်လို့အခုလိုမျိုး Screen Recorder လေးပြောင်းနေခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းထဲမှာရှိတဲ့ Cat App ဆိုတဲ့ application တွေကိုတစ်ချက်ဝင်ပါဒီအထဲမှာဝင်လို့ရှိရင်ကျွန်တော်တို့က line လေးဖွင့်ပေးထားဖို့လွယ်မှာနော်။ညာဘက်မှာရှိတဲ့ account ဆိုတာလေးကိုတစ်ချက်ထပ်ဝင်မယ်။ပြီးရင်ကျွန်တော်တို့က official app ဆိုတာလေးကိုတစ်ချက်ထပ်နေလိုက်ပါပြီးလို့ရှိရင်အပေါ်တော့မှရှိတယ်ကျွန်တော်တို့က server လေးကိုတစ်ချက်ထပ်နေမယ်ဒီနေရာမှာကျွန်တော်တို့က Screen Recorder ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါခုဆိုရင်ကျွန်တော်တို့ Screen Recorder လေးကျွန်တော်တို့အများကြီးကြာလာပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့က Screen Recorder System App ဆိုတာလေးကိုရွေးပြီးတော့ရှာလိုက်ပါပြီးရင် app ကောင်လေးကိုကျွန်တော်ကတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးတော့ဒီနေရာမှာ install လို့ပေါ်နေပါမယ် install ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်ရပါပြီဒါဆိုရင်ကျွန်တော်က control center လေးကိုဆွဲချလိုက်မယ်ဒီနေရာမှာ edit ဆိုတာလေးကိုတစ်ချက်နှိပ်မယ်မိတ်ဆွေတို့က Screen Recorder ပြောင်းနေရဆိုရင် Screen Recorder လေးကအောက်ကိုရောက်နေပါလိမ့်မယ်ဒါလေးကိုအပေါင်းလေးကိုပြန်နှိပ်မယ်အပေါ်မှာတဲ့အမှန်ချက်လေးကိုနှိပ်ပေးလိုက်ရင်ရပါပြီဗီဒီယိုလေးကသုံးဝင် save လုပ်နေခဲ့ပါနောက်လည်းခုလိုမျိုးဘူးတရအချက်လက်တွေသိရှိခြင်းကောင်းလေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဗျ